ကပောက်ချမ်းခန်းကြီး16အာဗြဟိမယာစာရဲ၌သားဖားခြင်းမရှိသဖြင့်အေဂုတုပြည်သူဟာဂရအမည်ရှိသောဂျူမတယောက်ရှိသည်ဖြစ်၍စာရဲကအကျွန်ုပ်အားသားဖားရသောအခွင့်ကိုထာဝရဘုရားပေးတော်မမူအကျွန်ုပ်၏ဂျူမထံသို့ဝင်ပါလော့သူအားဖြင့်အကျွန်ုပ်သည်တိဆောက်ခြင်းရှိကောင်းရှိပါလိမ့်မည်ဟုအာဗြဟံအားပြောဆို၍အာဗြဟံသည်စာရဲ၏စကားကိုနားထောင်လေ၏ထို့သောအာဗြဟံသည်ခါနန်ပြည်၌10 နှစ်နေပြီးမှအာဗြဟံ၏မယားစာရဲသည်မိမိကျွန်မအေဂုတုပြည်သူဟာဂရကိုယူ၍မိမိခင်ပွန်းအာဗြဟံသိမ်းပိုက်စေဖို့အနှင်လေ၏အာဗြဟံသည်လည်းဟာဂရထံသို့ဝင်၍ဟာဂရသည်ပဋိသန္ဓေဆွဲလေ၏ဟာဂရသည်မိမိတွင်ပဋိသန္ဓေဆွဲနေကြောင်းကိုသိလျင်မိမိသခင်မကိုမထီမဲ့မြင်ပြုလေ၏စာရဲကလည်းအကျွန်ုပ်ခံရသောအဖြစ်သည်ကိုယ်တော်ကောင်းပေါ်၌တည်ရှိပါစေအကျွန်ုပ်၏ဂျူမကိုကိုယ်တော်ရင်တွင်၌အကျွန်ုပ်အနှင်းပါပြီသူသည်ကိုယ်၌ပဋိသန္ဓေဆွဲနေကြောင်းကိုသိလျင်အကျွန်ုပ်ကိုမထီမဲ့မြင်ပြုပါသည်တကားထာဝရဘုရားသည်အကျွန်ုပ်နှင့်ကိုယ်တော်မှုကိုစီရင်တော်မူပါစေသောဟုအာဗြဟံအားဆိုလေ၏အာဗြဟံကလည်းတင်ဤဂျူမသည်တင်ဤလက်၌ရှိ၏သူ၌ပြုချင်သည်များပြုပါလောဟုစာရဲအားပင်ပြောလျင်စာရဲသည်ဂျူမကိုယင်းဆဲသည်ဖြင့်ဂျူမသည်သခင်မထံမှထွက်ပြေးလေ၏ထာဝရဘုရား၏ကောင်းကင်တမန်သည်ရှုရမြို့သို့တွားရတော်လမ်း၌ရှိသောစမ်းရည်တွင်နာမှာဟာဂရကိုတွေ့လျင်စာရဲဂျူမဟာဂရအဘေကလာသနည်းအဘေရက်သို့တွားမည်နည်းဟုမေးတော့ကျမသည်သခင်မစာရဲထံမှပြေးလာပါသည်ဟုဆိုလေ၏ထာဝရဘုရား၏ကောင်းကင်တမန်ကလည်းသင်၏သခင်မထံသို့ပြန်၍သူ၏အုပ်ဆိုခြင်းကိုခံလောဟုအမိန့်ရှိ၏တပံထာဝရဘုရား၏ကောင်းကင်တမန်ကသင်၏အမျိုးနွယ်ကိုမရည်တွက်နိုင်အောင်ငါအလွန်များပြားစေမည်ဟု၍၎င်းသင်သည်ကိုယ်ဝန်ဆောင်သည်ဖြစ်၍သားယောက်ျားကိုဖွားမြင်လိမ့်မည်ထိုသားကိုဣရှမေလအမည်ဖြင့်မဲရမည်အကြောင်းမူကားထာဝရဘုရားသည်တင်ဤဆင်းရဲဒုက္ခကိုကြားသိတော်မူပြီးသူသည်လူရိုင်းဖြစ်လိမ့်မည်လူပေါင်းတို့ကိုရံပတ်ပြုလိမ့်မည်သူကိုလည်းလူပေါင်းတို့သည်ရံပတ်ပြုကြလိမ့်မည်မိမိညီအကိုအပေါင်းတို့၏အပါး၌နေရလိမ့်မည်ဟု၍၎င်းမဆိုလေ၏ထိုသို့မတော်မူသောထာဝရဘုရားကိုအာတောအေလာရောဟူသောအမည်ဖြင့်ခေါ်ဝေါ်၍ငါကိုမြင်တော်မူသောသူကိုဤရ၌ပင်ငါဖူးမြင်ရသည်တကားဟုဟာဂရဆိုလေ၏ထိုအကြောင်းကိုအစွဲပြု၍ထိုရေတွင်ကိုဘေလရဟေရောဟုသမုတ်ကြ၏ကာဒေရှာမြို့နှင့်ဘေရမြို့၏စัจ जा မှရှိသည်ထိုနောက်ဟာဂရသည်အာဗြဟံအားသားကိုဖွားမြင်၏အာဗြဟံလည်းဟာဂရတွင်မြင်သောသားကိုဣရှမေလအမည်ဖြင့်မဲ့လေ၏အာဗြဟံသည်သားဣရှမေလကိုဟာဂရဖွားမြင်သောအခါအသက်86နှစ်ရှိသည်